ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာ1001 YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အမောင်ထုတဲကမိုးဆက်များဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ကျွန်တော်ရဲ့1001 Channel ကို Like and Subscribe လုပ်ပြီးအားပေးခဲ့ကြပါဦးခင်ဗျာမြို့တစ်မြို့ရဲ့တက္ကသိုလ်ကျောင်းဝန်းထဲမှာတော့ကျောင်းသူကျောင်းသားလူငယ်တွေဟာကျောင်းဝန်းထဲမှာလှုပ်ရှားသွားလာနေကြပါတယ်သူတို့တဲကမှကြော်နဲ့နမ်းမီဆိုတဲ့တက္ကသိုလ်ကျောင်းသူကျောင်းသားနောက်တို့ကမြို့ကြီးရဲ့အလင်းတန်းတွေကြားမှာသူတို့နှစ်ယောက်ချစ်ချင်းမြတ်တာတွေနဲ့ဖြတ်တန်းနေကြပါတယ်။နမ်းမီကတော့တောင်ပေါ်အတူလေးတစ်ယောက်ဖြစ်ပြီးမြို့ကိုကျောင်းလာတက်ရင်ကျောင်းဆောင်မှနေသူပေါ့ကြော်ကတော့အဲ့နယ်ခံပါရိုးသားတဲ့ကြော်နဲ့အနေအေးပြီးရိုးသားဖြူစင်တဲ့နမ်းမီတို့ဟာကျောင်းဝန်းထဲအမှတ်မထင်စုံမိယာကနေတငယ်ချင်းဖြစ်ခဲ့ကြပြီးတစ်နှစ်အကြာမှာတော့တန်ရောစင်တွေကြောင့်ချစ်သူတွေဖြစ်ကိုရောက်ခဲ့ကြပါတယ်။အခုသူတို့ရဲ့ကြောင်းကြီးပြီးလို့ခွဲခွာရတော့မဲ့အချိန်ရောက်လာတဲ့အခါမှာတော့သူတို့ဟာလူကြီးမိဘတွေကိုအတိပေးပြီးလက်ထပ်ဖို့စီစဉ်လိုက်ပါတော့တယ်။ကြော်နဲ့နမ်းမီတို့ကမင်္ဂလာပွဲအတွက်ရောအခြေချနေထိုင်ဖို့အတွက်ပါအေဂျင့်နဲ့နမ်းမီတို့ရဲ့တောင်ပေါ်ဒေသကိုရွေးချယ်ခဲ့ပါတယ်။အဲ့လိုနဲ့ပဲစာမွေးပွဲကြီးပြီးလို့ကျောင်းပိတ်ချိန်ရောက်တဲ့အခါမှာတော့နမ်းမီကနေကိုပြန်နှင်ပြီးလူကြီးတွေနဲ့စီစဉ်စရာတွေကိုစီစဉ်ပါတယ်။ကြော်ကတော့နောက်မှကားနဲ့လိုက်လာဖို့စီစဉ်ခဲ့ပါတယ်။ကြော်ဟာနမ်းမီတို့တောင်ပေါ်ဒေသကိုသွားတဲ့လိုင်းကားတစ်စီးပေါ်မှာတယောက်တည်းအေးဆေးလိုက်ပါလာပါတယ်။ကားရဲ့ဗီဒီယိုကနေတော့မိုးလေဝသသတင်းကြေညာသူဟာအချိန်အခါမဟုတ်မိုးကြီးနိုင်ကြောင်းကြေညာနေပါတယ်။နေဆောင်ရောက်လို့ကားဟာလမ်းမှာခဏနာကြရင်ကြော်ကလဲလန်းကဆိုင်တဆိုင်မှာထမင်းစားလိုက်ပါတယ်။အဲ့နောက်ခီးဆက်လာခဲ့ကြရင်လမ်းတနေရအရောက်မှာတော့မိုးရွာလာခဲ့ပြီးမိုးရွာတဲ့ခီးဆက်လာခဲ့တဲ့သူတို့ကားလေးဟာဒါရွရွနဲ့တောင်တက်လန်းလေးတိုင်းတောင်နေရန်တွေကိုပတ်ရင်သွားလာနေပါတယ်။မိုးဟာတာဖြည်းဖြည်းတဲလာပြီးတနေရအရောက်မှာတော့ဝုန်းဆိုတဲ့အတန်နဲ့တောင်နေရန်တွေဟာပြူကျလာပြီးသူတို့ကားကိုပါတိုက်ချက6ထဲသို့ရောက်သွားစေပါတော့တယ်။မိုးသေးသေးနဲ့ကြော်ကိုဖုံးအဆက်အသွယ်လဲမရတဲ့နမ်းမီဟာစိတ်ပူနေရင်ခြေမကင်မိလက်မကင်မိဖြစ်နေပါတော့တယ်။မနေ့ရောက်တဲ့အခါမှာတော့နမ်းမီတို့စီကိုသတင်းတစ်ခုရောက်လာပါတော့တယ်။အဲ့သတင်းကတော့ညကကြော်လမ်းမှာမိုးကြီးလို့တောင်ပြိုပြီးကား6ထဲကျသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတော့တယ်။နမ်းမီလဲသတင်းကြားချင်းအဲ့နေရာကိုတွားကြည့်လိုက်ရကြော်လိုက်လာတဲ့ကားဟာ6ထဲကျပြီးပျက်စီးနေတာကိုတာနမ်းမီမြင်လိုက်ရပါတော့တယ်။နေတာတဲ့နက်နက်ခင်းလေးတစ်ခုမျိုးစွန်တနေရာမှာတော့နမ်းမီဟာမျက်ရည်တွေနဲ့ပန်းစီတစီကင်ထားပြီးကြော်ရဲ့အုပ်ကူဘေးမှာမတ်တက်နေရင်အတိတ်ကအဖြစ်ပြက်တွေပြန်မြင်အောင်ကဝမ်းနေနေပါတော့တယ်။နမ်းမီဟာသူ့ဘဝရဲ့အလင်းတန်းတစ်ခုဖြစ်တဲ့ကြော်ကိုဆုံးရှုံးခဲ့ရပေမဲ့သူ့နှလုံးသားထဲမှာတော့ကြော်နဲ့အမတ်တရားတွေနဲ့အချစ်တွေကိုတော့ထာဝရသိမ်းဆည်းထားခဲ့တယ်။ချစ်ချင်းမြတ်တာတွေသာစစ်မှန်ကြရင်ဘလို့ပဲဝေးကွာကြရပါစေရင်ထဲကအချစ်တွေကတော့အမြဲတမ်းရှင်သန်နေကြအောင်မှာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။